Good job လို့မပြောရဘူးဆိုတာသိကြလားဒီစကားလုံးကိုကြားလိုက်တိုင်းဒါပါလဲလို့တွေးမိကြမယ်ထင်ပါတယ်အထူးသဖြင့်ကလေးတွေနဲ့နှိစက်သူတွေဥပမာမိဘများဆရာများကလေးထိန်းများကနေအများဆုံးကြားရတဲ့စကားလုံးက Good job ပါပဲလူအများစုကကလေးတွေကိုချီးကျူးဖို့ဒီစကားကိုအလွယ်သုံးကြပါတယ်ချစ်လို့တော်စီခြင်းလို့ကောင်းတဲ့အလေးထားတွေဝင့်မြူပေးခြင်းလို့ရည်ရွယ်ပေမဲ့တကယ်တော့ဒီစကားကကလေးတွေအတွက်အကျိုးမရှိဘဲအန္တရာယ်ရှိနိုင်တယ်ဆိုတာရှင်းပြချင်ပါတယ်တလုပ်ငန်းစဉ်ကိုအလေးထားခြင်း Good job ကရလက်ကိုသာအလေးပေးပြီးမင်းစူးစမ်းနေတာသိပါတယ်လို့ပြောတာကသူတို့ရဲ့လှုပ်ရှားမှုနဲ့ဆွဲလုံလောက်ကိုအတိမတ်ပြုတာဖြစ်တယ်ဥပမာကလေးကပုံဆွဲပြီးတဲ့အခါမင်းဒီပုံဆွဲဖို့အချိန်အများကြီးယူခဲ့တာမြင်တယ်လှလိုက်တာလို့ပြောတာကသူတို့ရဲ့အာယုံဆိုင်မှုကိုတန်ဖိုးထားတာပါနှစ်စိတ်ဖိစီးမှုကိုရှော့ချပေးခြင်း Good job ကိုအလွန်အကျွံကြားရတဲ့ကလေးတွေဟာငါဒီလိုလုပ်ရင်ချီးကျူးမှုရမလားဆိုတဲ့ဖိအားကိုခံစားရတတ်တယ်အစားမင်းဒီအရာကိုဘယ်လိုခံစားရလဲလူမေးတာကသူတို့ရဲ့စိတ်ခံစားချက်ကိုပိုသိစေတယ်သုံးကိုယ်ပိုင်တွေးခေါ်ဖွံ့ဖြိုးစေခြင်း Good job လို့ပြောတာကတင့်ရဲ့အကြံပြုချက်ကိုသာအာရုံစိုက်စေပြီးမင်းဒီလိုလုပ်တာဘာကြောင့်ကြိုက်တာလဲလူမေးတာကသူတို့ကိုယ်တိုင်စဉ်းစားတတ်အောင်လေ့ကျင့်ပေးတာပါလေအတွင်းစိတ်လူဆောင်မှု intrinsic motivation တိုးစေခြင်းကလေးတွေကိုမင်းဒီလိုလုပ်တာကိုယ့်အတွက်ပြောလို့လားလူမေးတာကသူတို့ရဲ့ကိုယ်ပိုင်စိတ်အားထက်သန်မှုကိုမြင့်တင်ပေးတယ်ဥပမာကလေးကစာဖတ်ပြီးတိုင်းဒီဇလန်တွေကဘာလို့ကိုဆက်ဆုံးလဲလူမေးတာကသူတို့ရဲ့စာဖတ်ခြင်းကိုပို့ပျော်ရွှင်စေတယ် Good job ပြောခြင်းရဲ့စိုးကျိုး၄ချက်တကလေးရဲ့ကိုယ်ပိုင်တွေးခေါ်ကိုဖိနှိပ်ခြင်း Good job လို့ခဏခဏပြောတာကကလေးကိုတင်းရဲ့မျောလင်းချက်အတိုင်းလိုက်နာစေဖို့ဖိအားပေးတယ်လို့ဖြစ်နေတတ်ပါတယ်သူတို့ရဲ့စိတ်ကူးနဲ့ဖန်တီးနိုင်စွမ်းကိုကျဉ်းမြောင်းစေပါတယ်နှစ်အပြင်လူရဲ့အကဲဖြတ်မှုကိုသာမိခိုလာစေခြင်းချီးကျူးမှုများလုံးတဲ့ကလေးတွေဟာငါလုပ်တာကောင်းရဲ့လားဆိုတဲ့စိုးရိမ်မှုနဲ့အခြားသူတွေရဲ့အတီးပြုမှုကိုသာအမြဲစောင့်ကြည့်နေတတ်ပါတယ်ကိုကိုယုံကြည်မှုလည်းနည်းလာတယ်သုံးစိတ်ဝင်စားမှုနဲ့ဖန်တီးနိုင်စွမ်းပြောကြစေခြင်းချီးကျူးမှုကိုအလွန်အကျွံပေးတဲ့အခါကလေးတွေဟာစူးရမှာလားဆိုတဲ့စိတ်နဲ့သာအလုံးလုံးလာကြပါတယ်သူတို့ရဲ့စိတ်ထဲကစူးစမ်းလိုစိတ်နဲ့ဖန်တီးနိုင်စွမ်းတဖြည်းဖြည်းရော့ကျလာတတ်တယ်လေးအတိတ်ပဲမဲ့သွားခြင်း Good job ဆိုတဲ့စကားကိုအသေးဖွဲ့ရတိုင်းအတွက်သုံးလုံးတဲ့အခါဥပမာအယောင်ချဲတာပုံဆွဲတာအမိုက်ပစ်တာထမင်းစားတာဘာလို့ Good job ပြောနေရင်ဒီစကားရဲ့တန်ဖိုးလည်းလျော့သွားပါတယ်တကယ်အရေးကြီးတဲ့အချိန်မှာချီးကျူးရင်ထိရောက်မှုမရှိတော့ဘူး Good job အစားပါပြောမလဲဒီစကားလုံးကိုလုံးဝမသုံးဖို့မဟုတ်ပဲပို့ပြီးအတိတ်ပဲရှိရှိချီးကျူးနည်းကိုရွေးချယ်တင်ပါတယ်သူတို့ရဲ့လုပ်ရက်ကိုသတိပြုမိကြောင်းပြောပါမင်းကတငယ်ချင်းကိုဖက်နှက်စီးပေးတာသတိထားမိတယ်ဒါကမင်းရဲ့ကျင်နာတတ်တဲ့စိတ်ကိုပြသနေတယ်အရန်လိမ့်ပါတယ်မိကိုမေးပြီးသူတို့ကိုယ်တိုင်တွေးခိုင်းပါဒီပုံဆွဲတာမင်းဘလို့စိတ်ကူးနဲ့ဆွဲခဲ့တာလဲဒီပဟေလိဖြေရတာဘလို့နီးနဲ့စဉ်းစားခဲ့တာလဲအတွင်းစိတ်လှုပ်ရှားမှုကိုအားပေးပါဒီလိုလုပ်ပြီးတဲ့အခါမင်းဘလို့ခံစားရလဲဒီအရာကိုမင်းဘာကြောင့်ရွေးချယ်ခဲ့တာလဲမင်းဒီလိုကြိုးစားနေတာကိုငါအရန်သဘောကျတယ်မိကုံGood job ဆိုတဲ့စကားလုံးကခဏတာအားပေးမှုဖြစ်ပေမဲ့ကလေးတွေရဲ့ကိုယ်ပိုင်စဉ်းစားနိုင်စွမ်းစိတ်အားထက်သန်မှုနဲ့အတွင်းစိတ်လူဆောင်မှုတို့ကိုလျှော့ချစေနိုင်ပါတယ်။ဒါကြောင့်အလိုလိုနေရင်ကောင်းတာလုပ်ချင်စိတ် intrinsic motivation ကိုမြင့်တင်ပေးဖို့သူတို့ရဲ့ကြိုးစားမှုဖန်တီးနိုင်စွမ်းနဲ့ခံစားချက်တို့ကိုပုံမအလေးထားပြောဆိုသင့်ပါတယ်။ချီးကျူးမှုထက်ကလေးရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကိုအားပေးခြင်းကပိုအရေးကြီးပါတယ်။အချက်လက်များကို Alfie Kohn 5 reasons to stop saying good job ဆောင်းပါးမှာအခြေခံပြီးရဲရင်အောင် baby care မှပြန်လည်ရေးသားထားပါသည်။